ကလေးတွေကြောင်းအတွက်ပန်းကိတ်လေးလုပ်နေတာပါရှင်ရှမ်းကြိုက်အင်အားကလေး2ယောက်လုံးပန်းကိတ်ထဲမှာကျုပ်ဦးပါတယ်နိုးပါတယ်ပန်းကိတ်အမှုတ်လေးပါတယ်ပြီးတော့အယောင်လေးကဒီလိုအယောင်လေးဖြစ်ရှင်တော့အနီရောင်လေးနည်းလေးထည့်တယ်ဗနီလာအရသာလေးထည့်ထားတယ်တစ်စက်နှစ်စက်ထည့်တယ်ပြီးတော့ရောပြီးတော့အဲ့လိုမျိုးမှွေလိုက်စားလေးနည်းနည်းလေးထည့်ထားတယ်ထမုံပေါ့နော်အများကြီးတော့မဟုတ်ဘူးနည်းနည်းလေးထည့်ထားတယ်ပြီးတော့ဒီမျိုးလေးနည်းနည်းအမှုတ်လေးကြည့်အောင်လို့မှွေပေါ့နော်ကြည့်သွားပြီဒီမျိုးလေးတန်းသွားပြီဒါလုပ်လို့ရပြီဒါလုပ်လို့ရပြီနော်ကဲမလို့ကိုအိုးလေးကိုဖူးပေးပါပြီနော်ထောပတ်လေးထည့်မယ်နော်ထောပတ်လေးထည့်လိုက်ပါပြီမဆက်ထားတဲ့မုံနဲ့ကိုဒီလိုတစ်စုံထည့်မယ်နော်ထောပတ်လေးထည့်ပါမယ်။ဒါလေးတစ်စုံမမောက်လေးနော်။ဖောက်လေးနဲ့ထည့်ရမယ်နော်။ဇုံလေးကတော့ပေါ့လေးတောင်းတယ်။ဒီနေ့ခဏအုပ်ထားနော်။ဒီလိုခဏအုပ်ထားလိုက်။အဖက်ရသွားပြီ။နောက်တစ်ဖက်လေးကိုလှန်ပေးပါ။ကဲဒီလိုအပေါက်လေးတွေဖြစ်လာပြီဆိုရင်တစ်ဖက်ကိုလှန်လို့ရပြီနော်အပေါက်လေးဖြစ်ပြီဆိုရင်နောက်တစ်ဖက်ကိုလှန်မယ်အိုးလှန်ရတဲ့မုတ်သားလေးရနော်နောက်တစ်ဖက်ကိုလှန်မယ်ကဲပန်းကိတ်လေးရပါပါပြီရှင်ပန်းကိတ်လေးရပါပါပြီဒီတက်လေးတွေကတော့သားငယ်ဆုံးလေးကစိုက်တော့တိတိလေးလို့ထုတ်ထားတာပါနော်အဲ့ဒါလေးပန်းကိတ်လေးကိုပြားရည်လေးနဲ့ဆန်းပြီးစားမယ်နော်ပဲလုံးဝရတာတော့ကြားရည်လေးနဲ့ဖြူးပြီးတော့စားကြပါမယ်ရှင်